မြတ်စွာဘုရား၏အတ္တအကျဉ်းကြောင်းမြတ်စွာဘုရားသည်ကျွန်တော်တို့နတ်သမီးမဟုတ်လူသားတဦးဖြစ်ကနာယဒေတာယခုမိပေါ်ရှိလုံမာနိုင်ငံကလူဝင်ပြေးမင်းသားဖြစ်ခဲ့ပါတယ်အမည်မှာစိတ်တုံဂေါတမဟူပြီးဘဝအလုံးမြတ်သောအရာကိုရရှိရန်ထိကောင်းခံစားချက်၄ပါးလက်ကြီးခြင်းကုနာတိခြင်းတင်ញိုင်းသားတွေကြောင့်ပူညဖြစ်မှုကိုရှာဖွေရန်မင်းရွာဆုတ်ခွာ၍တန်ရှင်းသောဘဝကိုထိုက်တန်စွာလိုက်နာခဲ့ပါတယ်တမိုင်းအရအရွယ်35နှစ်တွင်ဘော်ဒီမြက်ပင်အောက်တွင်ထိုးထွင်းမြင်နိုင်ရမြင်တော်မူပြီးတမတ္တပညာ3ပါးဖြစ်သောအနုတ္တရသမသမောတိကိုရခဲ့သည်နှစ်မြန်မာပြည်တွင်ဖရာတရား၏အကျိုးသက်ရောက်မှုမြန်မာနိုင်ငံသည် Theravada-Buddhism ထေရဝါဒကိုအဓိကယုံကြည်တော်မူသောနိုင်ငံဖြစ်၍ဖရာတရားသည်တိုင်းပြည်၏ယဉ်ကျေးမှုကျင့်ဝတ်ဘဝသဘောထားများကိုအပြည့်အဝသက်ရောက်စေသည်ဖရာကိုဗုဒ္ဓရုပ်ပွားများဖရာဥဒ္ဒကုများကိုမြန်မာပြည်တော်များပြားစွာတွေ့ရသည်တမိုင်းတလင်ပကံခိကဘရင်အနော်ယထာက Theravada-Buddhism ကိုပြန်လည်ယူရကာမစေသည်ရွှေဘိုရန်ကုန်ဘားအံတောင်ကြီးစသည်ဟူသောမြို့နယ်များတွင်အလုံးမြတ်တန်သောဖရာများတည်ထားကြသည်၃မြန်မာတို့၏ဖရာရှင်အပေါ်တောကဓမ္မမြန်မာတို့သည်မြတ်စွာဘုရားအားအထူးဂုဏ်ပြုခြင်းကျင့်ဝတ်ရိုးရာ9ပါရမီနှင့်10ပါရမီကိုလေ့ကျင့်ခြင်းဝိတရားတရားနာခြင်းဆုတောင်းခြင်းနှစ်သုံးကြိမ်ဝါဥပုဒ်တက်ခြင်းအာတန်ဓမ္မစကြာချစ်ခြင်းအဖြစ်များစွာပူဇော်ကြသည်၄မြန်မာပြည်နှင့်ပတ်သက်သောထင်ရှားသောဗုဒ္ဓဆိုင်ရာနေရာများရွှေတကုံဖရာရန်ကုန်မြန်မာနိုင်ငံ၏ဘာသာရေးသင်္ကေတဆင်စစ်ဖြစ်သည်အနောက်ဘက်ဗုဒ္ဓဂုံများပကံအလွန်တန်ဖိုးရှိသောတမိုင်းပညာရပ်များကိုထားရှိထားသည်မဟာမြတ်မုနီဗုဒ္ဓမြတ်စွာဘုရားမန္တလေးမြန်မာလူမျိုးစုစွာ၏နေ့စဉ်ကျင့်သုံးပူဇော်ရာအလုံးမြတ်သောရုပ်တော်ကြိုက်တီရုပ်ပေါ်ကြောက်တုံးဖရာမော်လမြိုင်စီပင်သားရသောတဘာဝအတွင်းရှိမြတ်သောဖရာငါမြတ်စွာဘုရား၏သင်ကြားတော်မူသောအဓိကတရားများဓမ္မစကြာအကြောင်းကြောင့်ရလက်သစ္စာလေးပါဒုက္ခမိဟဒုက္ခတွန်းလှန်ခြင်းနိဗ္ဗာန်သို့ကူးတည်သောတရားယဟတမတ်မဂ္ဂတရား၈ပါးသမောအာဇီဝသမောဝါစာသမောကမ္မန္တစသည်သီလစမတာဤပညာတရား၃ပါးသင်လိုခြင်းတဲ့အကြောင်းအရာကဘုရားသမိုင်းတရားဓာတ်